ဒီနေ့ကျွန်တော်အလုပ်လုပ်နေနေတတိယသွားတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်တခါတော့ကအရန်ချမ်းသာတဲ့ကုမ္ပဏီပိုင်ရှင်တူရှိတယ်သူကစက်ရုံအစ်စ်ထောင်မိုးဆိုပြီးတော့မှမြို့နဲ့နည်းနည်းလမ်းနဲ့ရွာတရာကိုသူသွားရတယ်အလုပ်ရှိလို့ပေါ့လေသူရဲ့ team member တွေလည်းပါတယ်သူအဖွဲ့လိုက်ကြီးသွားပြီးတော့မှအဲ့ကိုသွားတယ်ညနေကျတော့ तू ကရွာတဲ့ဒီတိုင်းပတ်ရင်းနဲ့စကားလေးပြောရင်းနဲ့ तू ရှောက်သွားနေတာအဲ့လိုသွားနေနေ तू ဘာတွေ့လဲဆိုမြစ်အကြီးကြီးတစ်ခုကို तू တွေ့တယ်တွေ့ပြီးတော့မှမြစ်ရဲ့တစ်ဖက်ကန်းကို तू သွားကြည့်နေတာအဲ့ဘက်မှာလည်းဘာတွေရှိလဲဘယ်လိုရှိလဲဆိုတော့ तू လေ့လာကြတယ် तू တယောက်တည်းပဲအဲ့လိုနဲ့ तू အဲ့နားမှာလေတကြီးငားပြီးတော့မှ तू သွားတယ်တဲ့အခါလေပေါ်မှာ तू နဲ့သူ့ကိုလေလော်ပြီးတဲ့ကောင်လေးနဲ့နှစ်ယောက်ပဲရှိတယ်အဲ့လိုသွားနေနေနဲ့ယာဒီဥတော့ကလည်းနည်းနည်းမကောင်းနည်းမိုးလေးတွေဆက်ဆက်လေးကျလာတယ်ပြီးရင်သူတို့အဲ့လေလော်တဲ့ကောင်လေးနဲ့သူစကားလေးတွေပြောကြည့်အဲ့လိုပြောရင်းနဲ့ဘာတိရလဲဆိုတော့အဲ့ကောင်လေးကစာလုံးဝမတက်ဘူးစာလည်းရေးတတ်ဘူးဖတ်လည်းမဖတ်တတ်ဘူးကြောင်းလည်းတစ်ခါမှမသွားဘူးဟိုကောင်လေးကပြောပြတယ်ဟုတ်တယ်တဲ့ကျွန်တော်တို့ကဘွားသမားတွေတဲ့ငယ်ကလေးကနေကျွန်တော်တို့ကအပင်နေစိုက်တယ်ရွာထဲမှာအလုပ်ကျန်းနေလုပ်ပြီးတော့မှအိမ်ကိုရှာကျွေးနေရတယ်အိမ်ကိုကူကျွေးနေရတယ်တဲ့အဲ့အတွက်ကြောင့်ကျွန်တော်ကြောင်းမသွားနိုင်တာဆိုအဲ့နဲ့ဟိုလူကဘာပြောလဲဆိုတော့အော်တဲ့မင်းဘဝတနာစရာပဲတဲ့မှန်တိုင်းပြောရရင်တော့တဲ့မင်းဘဝအလကားပဲတဲ့ပညာမတတ်တာတဲ့ဟိုလူကသူ့အဲ့လိုပြောလိုက်တယ်အဲ့နဲ့လေလော်တဲ့ကောင်လေးကလည်းဘာမှတော့ပြန်မပြောဘူးသူစိတ်ထဲမှာတော့စိတ်မကောင်းဖြစ်နေတာပေါ့လေငါလည်းပညာတတ်ရင်ကောင်းမှာပဲလေအဲ့လိုတွေးရင်းနဲ့သွားနေရင်းနဲ့ခဏနေကျတော့ယာကြီးဥတုကပိုဆိုးလာတယ်တိမ်နေမဲတူးပြီးတော့မှမိုးတွေတောက်လျှောက်ရွာလာတယ်ရေအားအရန်တန်လာတယ်မြစ်ကအကြီးကြီးပဲသူတို့ကတွိုင်းနဲ့အခုအလဲလားရောက်တဲ့အခါကျတော့လေကတဲ့တယ်မသွားတော့ဘူးမြစ်ရေစီးချောင်းအတိုင်းနည်းနည်းချင်းပါနေတဲ့တယ်မသွားတော့ဘူးအဲ့နဲ့ဟိုကောင်လေးကအဲ့လူကြီးကိုမေးတယ်ခင်ဗျာရေကူးတက်တယ်မလားတဲ့အဲ့နဲ့ဟိုလူကြီးကအရန်ကြောက်တတ်ပြီးတော့မှဖြစ်တာလုံးဝမကူးတတ်ဘူးငါရေလုံးဝမကူးတတ်ဘူးရေအရန်ကြောက်တာငယ်ကလေးကနေငါခါမှရေမကူးဘူးငါရေအရန်ကြောက်တယ်ဆိုပြီးမှဖြစ်အဲ့နဲ့ဟိုလေလော်တဲ့ကောင်လေးကသူ့ပြန်ပြောတယ်ခင်ဗျာဘဝအလကားပဲတဲ့ခင်ဗျာကိုအသက်ကယ်ဖို့တော့ရေမကူးတတ်ဘူးတဲ့အဲ့နဲ့ဟိုလူတစ်ချက်တော့ပါဇက်ပိတ်သွားတယ်ခဏသူအတွေးလေးဝင်သွားတယ်ပြီးတော့ဟိုကောင်လေးကထပ်ပြောတယ်ဘာမှစိတ်မပူနဲ့တဲ့ကျွန်တော်ရေကူးတာအရန်ကျွမ်းတယ်အရန်တော်တယ်တဲ့ရေကူးတာတော်ယုံတာမကားတဲ့ရင်နစ်နေတဲ့သူကိုလည်းကျွန်တော်ကယ်ပေးနိုင်တယ်တဲ့အဲ့တော့ဘာမှစိတ်မပူနဲ့တဲ့လာကျွန်တော်ခေါ်သွားမယ်ဆိုပြီးတော့မှအဲ့ကောင်လေးကအဲ့ကုမ္ပဏီပိုင်ရှင်တစ်သေးကိုအတူတူခေါ်ပြီးတော့မှမြည့်ရဲ့တစ်ဖက်ကန်းကိုရေကူးပြီးတော့မှသူသွားလိုက်ကြတယ်အခုပြောသွားတဲ့ဒီပုံမြင်လေးကနေမိတ်ဆွေတို့ဘာသင်ခန်းစာရလဲ comment မှာရှိခဲ့ပြီပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်